SIK ရဲ့ video lesson class ဆိုတာဘယ်လိုမျိုးလဲကြည့်လိုက်ရအောင်။သင်တဲ့ app ပြီးလို့ Telegram group လေးတွေကိုထည့်လိုက်ပြီးဆိုတာနဲ့အခုလိုမျိုးသင်ခန်းစာ unit align video လေးတွေကြည့်ရပါမယ်။ video လေးတွေက15မိနစ်စာလောက်လေးတွေမို့လို့ပေါ့ပေါ့ပါပါနဲ့ရုပ်ရှင်ကားလေးကြည့်ရတယ်လို့လေ့လာရမှာနော်။ native speaker ရဲ့ audio file လေးတွေနားထောင်ရမယ်။ So, are you all ready? Let's get started. Lesson 24. Your phone is so cool. Page 58. လက်တွေ့မှာတကယ်အသုံးပြုလို့ရမယ်စကားပြောတွေကိုလည်းအသေးစိတ်သင်ကြားရမယ် Questions တွေမှာတော့အရင်ဆုံး asking about locations ဒီနေရာလေးနဲ့အဲ့တော့အနည်းဆုံးကဘယ်မှာလဲ Where is the nearest ဥပမာကြက်ကြော်ဆိုင်ဆိုလို့ရှိရင် KFC ပေါ့ဟုတ်လား Where is the nearest KFC ခုလို unit တစ်ခန်းလေ့လာပြီးသွားပြီဆိုရင်တော့ exercise လေးတွေဖြေရပါမယ် link လေးကိုနှိပ်လိုက်ရုံနဲ့ကိုလေ့လာထားသမျှရမယ့်အလွယ်တကူပြန်ဆန်းစစ်လို့ရမယ်ဒီလိုသင်ခန်းစာတွေအကုန်ကြည့်ပြီးသွားပြီဆိုရင် bonus ထည့်ပေးထားတဲ့ native speaker တွေရဲ့ video လေးတွေကိုပါလေ့လာရမှာပါ By the way, my name's Jill. I'm Eric. And this is, there you go. ဒီတိုင်းလေ့လာရုံပဲမဟုတ်ဘူးเนาะသူ့မှာလည်းအခုလိုမျိုး quiz လေးတွေဖြည့်ဆိုရပါသေးတယ်သင်တန်းပြီးသွားတဲ့အခါဒီ exercise ဖြည့်ထားတဲ့ရမှတ်တွေပေါ်မှာကြည့်ပြီးတော့ certificate မှာ grade လေးတွေနဲ့ထုတ်ပေးရမို့လို့တကယ်လေ့လာထားမှတက်မြောက်မှာဖြစ်ပါတယ် SIK ရဲ့အတန်းလေးတွေကအချိန်အများကြီးလည်းပေးစရာမလိုဘူးအချိန်နေရာမရွေးဖုန်းလေးတစ်လုံးရှိအောင်နဲ့လည်းလေ့လာလို့ရတယ်သင်တန်းကြီးကလည်းတက်တာတယ်တကယ်လည်း English skill တွေကတိုးတက်လာမှာမို့လို့အမြန်ဆုံးသင်တန်းလေးကိုအနံ့ထားလိုက်ပါတော့เนาะ